သွားနေရလဲညောင်စီးလာနေရဘာဝယ်မလို့လဲပြောလားအမေမြင်တော့ပါမယ်ညောင်စီးကိုရောက်ပါပြီညောင်ပြီးတော့မိနစ်စီတူစီကိုရောက်ပါပြီစီတဲ့ဝင်လိုက်တာနဲ့လေအသီးရွက်တွေကလည်းစိမ့်ဆူလက်ဆက်ပြီးတော့စီကလည်းတအားချိုတယ်ပြီးတော့အခုချိန်ကပဲမြစ်ပေါ်ရရပြီးတော့ပဲမြစ်တွေကလည်းတအားပေါ်နောက်ပြီးတော့ဒီမှာဒါပဲသီးတို့နောက်နှမ်းဖတ်ချင်တို့ဒါဆောင်းတော့ကူပန်းနဲ့တော့စီရဲ့ဟိုကြီးဒီကြီးနဲ့ညချရင်ထမ်းမြစ်ဖုတ်လေးစားဖို့အတွက်ထမ်းမြစ်တစ်စီးမှာ1000နဲ့တန်လိုက်တာဝယ်ခဲ့တယ်ဝယ်ပြီးပါပြီမချက်မှာစိတ်ကြောင့်စိတ်ရိုးနဲ့ပဲနဲ့ချက်ပြီးဖုံဖုံနဲ့ကတ်မှန်းတယ်ဗျကဲဝယ်လာတဲ့စိတ်ရိုးတွေအသားတွေကိုရှောက်တီးနဲ့တေချာလေးနဲ့ဖတ်ပြီးတော့နှက်ထားပြီးမှတေချာလေးဆေးလိုက်တယ်ပေါ့နော်အနီနဲ့ပြောင်းသွားအောင်ဆေးပြီးသွားပြီဆိုတာနဲ့မဆလောင်ရုပ်တိမုတ်စားစနစ်အချိုမုတ်ပြင်းတော်သိမ်းအကုန်လုံးရောနေပြီးတော့တနေ့ကုန်နှက်ထားပါမယ်တေချာသမအောင်နယ်လိုက်ပါမယ်တနေ့ကုန်နှက်ထားတဲ့အချိန်မှာယွန်းပါလုံးမလဲဆိုတော့ဒီစိတ်သားတွေနှက်ထားတဲ့အချိန်ပဲတွေရေစိမ်ထားတဲ့အချိန်မှာယွန်းတာနှေခင်းပတ်လေးတစ်ဖြတ်ပေါ့နော်ခလေးတွေနဲ့ဖျားဘူးလေးထွက်လိုက်ပါတယ်ဒါတော့အညာမှာပဲမြင်တွေ့ရတဲ့မြင်ကွင်းလေးမို့လို့အရန်လှတဲ့နွားအုပ်ချင်းမို့လို့အမတ်တရအနေနဲ့လက်ခဲ့ရတာဘက်မှာနေရောင်လေးကလည်းထိုးပြီးရှစ်ကလေးကအရန်လှလို့ပါဒါကတော့ရွှေစည်းကိုဖျားကိုသွားဖို့တုတ်စီနေရပါဒါရွှေစည်းကိုဖျားသွားတဲ့လမ်းလေးပါကဲရွှေစည်းကိုဖျားကိုရောက်ပါပြီရွှေစည်းုံပြားကိုရောက်ရင်ရုံးအမြဲတမ်းစားနေမုတ်တမျိုးရှိပါတယ်အဲ့ဒါတော့အားလုံးလည်းသိမယ်လို့ထင်ပါတယ်ဘုံရင်ချင်းမှာရောင်းနေကက်စီနဲ့ခတ်မို့လို့ဖြစ်ပါတယ်မယုံကြည်ဘူးတော့တယ်နောက်တစ်ခါတော့နားနဲ့ဆုံးတော့ဟိုပထမပကန်းကအချိန်စားရောကောင်းပါပြီဘယ်လိုလုပ်လိုက်လဲလုပ်လိုက်တော့ဟိုတယ်ဝင်လုပ်လိုက်တော့အဲ့ဒါဘူးပေါ့မင်းတို့ရောက်တဲ့အမြဲစားတဲ့ကက်စီနဲ့နော်အစီနဲ့ဆောက်လို့ကောက်မှာအဲ့ဒါဒီပကံမှာရွှေစည်းကုံမှာလာရင်ကက်စီနဲ့အမြဲစားတယ်စားပါဒီမှာရောက်တိုင်းအမြဲစားနေကြဆိုဒီကကက်စီနဲ့ရောက်တဲ့ဒေါ်ရင်းတွေကမိတ်ဆွေဖြစ်နေပြီအဲ့ဒါသူတို့ရဲ့ TikTok လေးမှာတင်ချင်လို့တဲ့ကက်စီရဲ့လုပ်တဲ့ပုံလေး view လေးရိုက်ခွင့်ပြုပါဆိုလို့ရိုက်ပေးနေရပါရှင်ပကံအညာမြေမှာပဲရတဲ့မကြီးရွက်လက်ဖက်တဲ့မကြီးရွက်ချင်းရင်းကြောင်းနဲ့ပေါ့နော်သူကကြတော့အဲ့လက်ဖက်ရတာကိုကြိုက်လို့ရှင်မမထည့်စားကြရမလို့လေမလေးကစစ်ဆန်းစားရုံလေးပဲအဲ့ဒါထုတ်ပြီးပေါ်လိုက်တော့ရပါရပါတယ်ဘောလားဒါတော့ရွှေစည်းုံဖျားဆောင်ထဲမှာရှိရဲ့ဈေးဆိုင်လေးတွေပေါ့နော်မုတ်ဆိုင်လေးတွေအစုံပဲဘက်မှာလည်းကက်စီနဲ့တွေရှိသေးရဲ့စိတ်သားကြောက်ကြော်လေးလည်းရှိရဲ့ရောက်ရင်အားပေးပါအောင်နော်ခုနကင်းစားပြတာမကြီးလက်ဖက်ဒါကကြတော့ခွေးလျားစီးရဲ့ဒါဆေးဘက်ဝင်နေပေါ့နော်ပြီးတော့ဒီဘက်မှာပြားရည်စစ်စစ်လည်းရှိရဲ့အုံနဲ့လည်းရတယ်ပလင်းနဲ့လည်းရတယ်ဒီပြားအုံနဲ့ကနေမှညှစ်ပြီးတော့ပြားရည်ထုတ်တာပေါ့နော်ကဲအခုလဲလို့ပတ်လို့ပြီးညနေလဲစောင်းပြီးဆိုတော့နေလဲဝင်လို့လဲဆိုတော့ကြောင်းပြန်ပြီးတော့မနက်အာယုံဆုံးအတွက်စိတ်ရိုးနဲ့ပဲနဲ့ကိုချက်ပါတော့မယ်ရှင်မနက်အာယုံဆုံးကတ်ဖို့ခဲ့တော့အခုစိတ်ရိုးနဲ့ပဲနဲ့ချက်မယ်ပလာတော့ပလာတာနဲ့မနက်ကျအာယုံဆုံးကတ်မှာဖြစ်တဲ့အတွက်အဲ့ဒီဆက်ချက်ပါမယ်စီလေးတူလာပြီဆိုတော့ငါမုတ်လေးနဲ့ထည့်လိုက်ချင်းရဲ့တက်တော့ဖြူရဲ့တက်တော့ထားရဆိုတက်တုံလေးနဲ့ချက်ပြီးဆိုမဆလာလေးနဲ့ပေါက်လိုက်ခနောတက်တာမှုလေးနဲ့ထည့်မယ်ငါရိုင်လေးနဲ့ပေါက်နေဒီတော့ဒါမနဲ့ထဲကစိတ်ထားတဲ့ပဲပေါ့နော်ပဲကိုအင်းစီတက်ပါမယ်ပဲစီတက်တာလေး
မွေးလာလို့ဆိုလို့ရှိရင်တို့ဒါမနက်ထဲနှက်ထားတာစိတ်ရိုးရဲ့စိတ်သားရဲ့အရွက်လေးရဲ့ဟိုမဆလာအချိုမုတ်စားအကုန်ချင်းနှက်ထားလေးကိုထည့်ပြီးတော့စီတက်ပါမယ်။ရောင်းထည့်လိုက်ရှယ်လေဒီမှာတင်းတော်တင်ရက်ကောမဆလာအဲဒီစိတ်မုတ်ကောချင်းရီရောပူငန်းအကုန်ထည့်ပြီးမနက်ကမနက်ထဲနှက်ထားတာဒီအရိုးတွေကိုလည်းကျွန်တော်တိတ်ချလေးစိတ်သားကိုတမယာလေးနဲ့ဆေးတာနှိမ့်နှံ့ပြအောင်ခမုံလေးအာယုံကျုံးတိတ်ချရတာရှိရှိလေးဖုံးပေးစီတယ်တိတ်ချလေးစိတ်ရိုးရောပဲရောစီတက်တာစီပြတ်နေဆိုတော့ပိုးပြောင်းပြီးတော့တည်ပါမယ်။ကဲပိုးပြောင်းပြီးဆိုတော့ရေထည့်ပြီးတော့နူးပြီးနေအောင်တည်ပါမယ်။ဒါရေနွေးပေါ့နော်။ဒါပြီးတော့လုပ်မယ်။ဆို2 နာရီလောက်မှာထင်းပြီးနဲ့ကောင်းကောင်းတက်လိုက်တာစိတ်ပဲလေးကြက်ပါပြီအယိုးတွေဆိုလဲအယိုးတွေမဟုတ်အရွတ်တွေဆိုလဲနူးဤအသားတွေဆိုလဲနူးဤပြီးတော့ကဲအရသာရှိရဲ့စိတ်ပဲလေးကြက်ပါပြီကဲရှယ်ပဲမွေးနေရမယ်ဒါနဲ့အာယုံဆုံးကတ်မှာပါရှယ်ချက်ထားရုပ်ကလေးဆိုလေအိညာအသားဆိုလုံးဝအိဖတ်နေရထင်းမိနဲ့ချာအဲ့တခုကအားသားတယ်အေးချာစိတ်မြင်လေးတည်ရတယ်အေးရမြအောင်နော်အေးရရဒီနာဝဘတ်တာဘောဇနာသံဃတာဒီမနိဗ္ဗာနတပစ္စည်းရောဟောတုစွမ်းကျူ၅ပါးဤဆိုစွာရယူရောတိုင်းစုရဲကျန်တဲ့ယူရဲတောင်းလန်းတာတဲ့ဒါလည်းပူတဲ့ဘဝတခုမြင့်တဲ့ညီယူကံကောင်းယူဒီဝချမ်းသာဒီများတို့ဒီလက်ဝဲနိုင်ပိုင်ဆိုင်ယူကံကောင်းယူတက်ရှိရပါလိမ့်နေဒီမှာနေဒီဘာမှအားရှိအခုလိုမျိုးကိုယ်တိုင်ချက်ပြီးကတ်လူရတဲ့ပီတီကဘာနဲ့မှလဲလို့မရပါဘူးရှင်ရုံပြူသမျှကုသိုလ်တွေအားလုံးကိုလည်းမိတ်ဆွေများအားလုံးထပ်တူရကြပါစေရှင်